မင်းဖေးဒီတစ်ခါပဲလက်ထက်တော့တာတအားကြတယ်နော်သမီးဖေးရောတအားလွမ်းမေမေလည်းသမီးဖေမျောလာရတဲ့ရေမော့လာပါပြီသမီးရယ်သမီးဖေတရားစိတ်ပြပြနဲ့ပြန်လောက်ပဲမေမေတို့စူတားရမှာပေါ့ဖေးအစိပ်ပြပြရဲ့တရားဝါစလို့စူတောင်းရတယ်ဝေးမလေးဘဘငါပဲတဲ့ကာလို့ပြီမမေးရချက်ပေါ်လို့မသိဘူးတက်ကြည့်အောင်မင်းဖေးပေါ်လာပြီလားမသိတော့ကြည့်တော့ဖေးတော့ကြည့်လေမောင်နိုင်ကြည့်ချလို့ဝမ်းနေစရာပင်လေတဲ့ငါဖတ်တော်တဲ့တို့ရဲ့ဖေးကိုထေမေကျမယောက်ျားပါလာမှာလားသူဖတ်မှာလဲဟင်ဘလို့ပြောမှမသိတော့ဘူးလေရာငါနဲ့စစ်နိုင်ပါသွားတဲ့ငါးဖန်းဆက်လေးပင်လယ်ထဲမှာမုန်တိုင်းမိခဲ့ကြတယ်ဟာဟမ်မုန်တိုင်းမြင်ရဟောလားဒါဆိုဖေးရရောသမီးမင်းပြောပြပါနော်ဒီလိုသမီးရဲ့သူတို့ငါးဖန်းဆက်လေးပင်လယ်ထဲမှာမုန်တိုင်းမိသွားတော့အားလုံးလူစုကွဲသွားကြတယ်ဥတော်မှာကံကောင်းလို့ဒီငါးဖန်းဆက်လေးเอาแบบเพย์ရဲ့မင်းပြောတာမှပဲတခါတလေမိရွယ်သူတို့နားနားနေနေအောင်လေပြီးတော့ခုချိန်မှလည်းမဟုတ်တိုင်းလေအားဝဲနေဆိုကြလူတွေပြောနေကြတယ်မေးရဲ့မေးစိတ်ပူလေပြောတာပါသမီးတန်ခါတဲ့ဖင်းမှာတော့ဒီကိုလည်းမကြောက်သလိုပင်လယ်ထဲမှာငါးသွားဖမ်းရမုန်တိုင်းမီတာလည်းမထူးဆန်းရလေအဲ့ပါကိုမိတ်ပါသမီးရဲ့ပြောစကားကိုတာတစ်ခါပေးလိုက်ပြန်လာနားထောင်မယ်နော်ကိုမအကျွေးလည်းပေးရအောင်ပဲ
ဝေပုံဝေရှာလဲထွက်တော့လေတာတစ်ခါပေးလဲမထွက်မဖြစ်ဖို့ထွက်ရမယ်ကိုတာတစ်ခါတော့ခွင့်ပြုပေးနော် ဒါဆိုဖေးမြင့်မြတ်တော့ပြီးမြင့်မြတ်ပြလာလေသမီးတို့သားမီးကဖေးမရှိရဆိုအောင်းငန်းနေရတာ စိတ်ချသမီးပြပြမြဲပြန်လာမယ်ငါမြဲပြန်လာရဩဒါနဲ့မိမဒီကြားထဲမှာမိမတော့ရအောင်ကိုဝေရှာပေးခဲ့မယ်လေတောက်စားအတိုင်းကိုဝေးမေးစီရမယ်ပေါ့ကဲမိုက်စားကြကိုမေ ဟာမင်းရတယ်ကိုအေးမင်းလုံနေပြန်မင်းရတယ်ကွာတငယ်ချင်းရင်းခောက်ခောက်ယူအေးမင်းလို့ပဲခေါ်စမ်းပါမင်းရ အေးပါနေလားရန်ကုန်ပြန်လာပြီးတော့မှရန်ကုန်လိုပဲပြောနေတော့ လို့ပဲကွာရောမရောက်လို့ရောမလို့ကျင်းရတာပေါ့ဒါကြောင့်ငါတော့ပကံစကားတော်တော်ပြီးနေရောကဲလိုင်းကိစ္စကိုပြောပါအောင် အေးငါပြောထားတယ်ကျူတင်ဝင်နေစားတယ်ငါလာတာငါနောက်ပိုင်းထဲမှာပင်လယ်ထဲသွားအောင်ရှိတယ်ငါတောင်းမရောက်ပတ်စံနည်းနည်းပေးထားခဲ့သေးတယ်ဟုတ်မင်းစိတ်မပူနဲ့နော်ငါရှာတယ်ဗျာငါအားလုံးမေးတိုင်းပါပဲတွဲပါ ပြပါကွာမင်းကငါနဲ့တငယ်ချင်းရင်းခောက်ခောက်ယူပဲနောက်ပြီးတော့ငါယုံကြည်ရသူလည်းဖြစ်တယ်မင်းရသမျှငါတွေကိုလည်းငါတိုင်ပဲအပ်မယ်ဆိုတော့မင်းလိုသမျှကြုံငွေကိုတဲတော့ထုတ်ကွာနော် ကျေးဇူးပဲကွာဟိုလေငါပင်လယ်ထဲမှာနေတော့ငါမိဘငွေကြေးခဲခဲရှိတယ်နည်းနည်းပါးပါးကူညီထားပါတော့နော် စိတ်ကြဟောတငယ်ပင်လင်းနဲ့ဆင်းမယ်ဆိုလဲခီးဆက်အောင်နော်မှုန်တိုင်းရှိရလို့ငါကြားတယ်ဒီသားမြတ်ကိစ္စလည်းဘာမှစိတ်ဘူးနဲ့ငါလိုရတာအကုန်လုံးကူညီပေးထားမယ်နော် အေးပါကွာကျေးဇူးပဲအဲ့ဆိုငါပြန်မယ် အေးဆေးမရွယ်ပတ်စံဝင်ထုတ်သွားလိုက်ငါဖုန်းဆက်ထားလိုက်မယ်နော် အေးသွားပြီသွား အေးတငယ်ချင်းသားမြတ်ပေါ်မှာမင်းတော်လေးကိုခြာကျွေးတဲ့ကောင်ပဲသားမြတ်လည်းခံကောင်းပါ ကိုစစရက်ဒီဆိုင်နော်တန်ခါလုပ်ပြီးမှချက်တရားလည်းမမြင်နဲ့လက်ရည်နဲ့သမီးလေးလည်းကိုဆောင်နေမှ ဖေးလက်တခါဖေးပေးလေထပ်ပြလာဆိုသမီးတို့သူငန်းငန်းနေရမယ်လားဖေးရွတ်သမီးလားနေမယ်လား ဖေဖေမရှိလို့သမီးလည်းမေမေစကားကိုနားထောင်နော်လဲလိမ့်မမနေနော်ဒီနေ့သမီးနဲ့မေမေကိုဝါလိမ့်မယ်နော် ဟဲ့စနေတော့မဲ့အချိန်မရှိပြီ ကိုတင်မဲလည်းခေါ်နေပြီလက်ရည်တို့တောင်းပြီးမှတယ်ဟာလည်းမနေနဲ့ကိုပြန်လာဟိုလက်ရည်တို့တောင်းဖို့ဆိုင်နေမှ ဒါဆိုကိုသွားမယ်နော်သမီးကိုသွားမယ်နော် ဖေးယူဆိုင်လား ချိန်မလေးအိမ်သူမရတာသမီးတွေအပြန်လာကံကဆောက်ကြရှာတနေ့တော့ဒီမုန်တိုင်းကြီးချလာကိုစင်နိုင်ရဲ့လက်တို့တော့မီဒီနေ့ပြူသမျှကမွန်ကူတူကြောက်ရဘူဘူကနေအမြတ်တော့တူခေါင်းလိုက်ပါစေအမြတ်တာတူ မေးဖေးရသမီးကိုစီကိုဘယ်တော့မှပြန်မလာတော့ဘူးလား ဟုတ်တယ်သမီးအဖေကသမီးနဲ့သမီးမေကိုထားခဲ့တာသမီးရဲ့သူကအခုဆိုရင်တမန်တော်ဘဝမှာခေါင်းရသူ့ပြည်ကိုလာနေမှာပါ ဟဲကိုအမေဒါဘယ်မျိုးရလာ ဟုတ်တယ်လေကျွန်တော်ရွာတဲ့လမ်းလျှောက်ရင်းနဲ့လက်ရည်လိုသားမင်းနဲ့ဖျားပဲလာတွေ့လို့ကျွန်တော်နောက်ကလိုက်လာခဲ့တာပါကြားနေဖြစ်ပါလေရေဘာတည်းမှမကြဘဲနဲ့စောင့်နေရတဲ့ဆိုင်အခုလိုသူဆုံးသွားပြီလို့သိရရတော့လေဖြစ်ချင်တယ်လို့ဖြစ်တယ်လို့ပဲသဘောထားလိုက်ပါ ကျမတို့တော့မျိုးကိုစင်နိုင်လေထွေခါနီနှုတ်ဆက်သွားတဲ့အခြေလေးဘယ်တော့မှမမေ့ရ ကိုချင်းစာပါရလေရေပျောက်တော်သူရှာရင်တွေ့တည်တော်သူရှာရင်မေးဆွဲစကားပုံလည်းရှိရလေဒါကြောင့်စစ်နိုင်တရားအနောက်ဘက်ကင်းကင်းနဲ့ဘွားဦးကောင်းအောင်လက်ရွယ်စိတ်ထဲမှာလည်းဆွဲမနေပါနဲ့ အဖြစ်ဖြစ်နဲ့တော့ကိုစင်နိုင်ကျမတို့တော့မျိုးကိုထားခဲ့ရဲဆိုတော့ယုံကြည်နေအကျိုးစားနေရပါတယ် ဖေးမတရားသမီးတည်ရဲ့ တငယ်ချင်းစစ်နိုင်
သူမဆုံးခင်ကငါသွားခဲ့တယ်လက်ရည်နဲ့သမီးလေးကိုလည်းကျွန်တော်ကောင်းဆုံးဆောက်ရှောက်ပြီးနေမှာ နေလေတော့နေကိုအင်းမဲပြောနေတာဟောပါဝချင်နေမှာကြောက်လို့ပြီမလုံးအော်တယ်ခမလို့ရနေစေစားဆောင်မျိုးပြီးဆုတ်ဖြောင်းမောနော်လေကိုအင်းမဲဆိုတော့ငါတို့ခတ်တယ်ရွာရဲ့ချားတော့ဆောရရရမောထိဆော့နေပေါ်တယ်လူတရား နေပြောရဟုတ်ပါတယ်ဆူဆူရဲ့နာမည်ပတ်ဝန်းကျင်ပြောဆိုမှကြောက်ပြီ ဘာလဲကြောင်နေရငေါပဲကြည့်ဘာရောက်ကျလဲနေရောက်ကျမျိုးကိုစင်လိုက်အဖြစ်မျိုးတေတော့ဆိုတော့ပါဝချင်လူတွေမျိုးအစောဆော့တနော်ကြောက်ပဲနောက်မင်းငါလည်းဘူးလည်းငါလူမင်းလည်းမကြည့်ရနေတော့တကယ်အော်ကြော်ငါမဆိုအချွေးတွေလည်းတကယ်မျိုးနေမျိုးခွေးလည်းမရှိရနေတိတိကျကျစေးစုံလို့ နေပြောရမှပဲဆူဆူရဲ့နာမည်ငါမျိုးလိုရမှထချင်ပါ နေကိုင်းနဲ့နေထားတာပဲစီစီရတယ်နေတမျိုးတော့ငါတိကျချောင်းတော့ချမ်းတယ်ဒါဘောစီလို့တိကျစေးစုံ ဟာဟဲ့မင်းဆက်နိုင်မလား ဟာတို့မေတကယ်ကြီး ဟာမင်းကငါဒီတိုင်းတွေ့ရဝမ်းသာတယ်ကွာ ငါလည်းဝမ်းသွားတော့တကယ်ကြီးဟာငါမင်းတို့လည်းသူမုံတိုင်းမီပြီးတော့ကြောကြောပေါ်ရောင်းတာပြန်လာအောင်အဆင်မပြေတာလည်းငါလာလေးကြပြီအခုမှပြန်ရောက်လာတာ ငါမင်းကိုဒီတိုင်းအသက်ရှင်လေးတွေ့ရဝမ်းသာတယ်ကွာဒါပေမဲ့မင်းမလဲရင်တည်ရင်တော့ဝမ်းသာနိုင်မှာမဟုတ်တော့ဘူးကွာမင်းအလားကောင်းပေမဲ့အခါနောက်မှစစ်နိုင်ရမှာ မင်းစကားဘာစကားလဲကွာမမေးပါငါပြန်လာတော့ဘာဖြစ်ဝမ်းမသာပဲနေရမှာငါသမီးငါပြန်လာတော့ပြန်ဝမ်းသာနေပါကွာငါကောလာမနောင်းနဲ့နော် ငါမင်းကိုအတီးပြောနေတာနောက်နေတာမဟုတ်ဘူးငါမုံတိုင်းပြီလို့ငါပဲဆက်နေတယ်ရွာကိုပြန်ရောက်တော့မင်းမလက်ရင်ငါစီမှာမင်းတဲ့လာပြေးတယ်မင်းကငါပင်ထဲထဲမှာဘလို့မှရှာမတွေ့ရဘူးမင်းကငါသေပြီလို့သူတို့ပြောမိလိုက်တယ်ကွာသူတို့မင်းအတွက်ရွာမှာရက်လက်ဆုံးတော့သူပြီးသွားကြပြီဒီနေ့ပဲမင်းမလက်ရင်မင်းတကယ်ချင်းအိမ်မင်းကလက်မထိုးပဲလုပ်နေတယ်ကွာ ဟာအေးမင်းလည်းငါမိုက်မှာမင်္ဂလာလည်းမထိုးပွဲလုံးနဲ့ဟာခွဲပေါ်တော့မိုက်ကြတာမောင်ကြလို့သိတယ်တွေ့သူတို့ကခွဲတာခင်းနေပါဟာလားအခုစကားလေးပြောပါလေငါပြော ဘာလဲလူတွေမင်္ဂလာလုပ်တဲ့လူတွေအိမ်မင်းအိမ်မှာရှိနေတော့ဘူးကွာ ငါတော့တော့ပြမယ်အေးမင်းမှာသွားကြည့်လားအေးမင်းမတွေ့ရအေးမင်းတော့ဘယ်သွားမင်းသီလား အေးမင်းတို့လားလက်ပဲမထုတ်ခင်တို့ဖျားသွားကြတယ် ဘာလို့လို့နဲ့အချိန်ကြီးကလည်းတဖြည်းဖြည်းနဲ့ကုစားလာတာပဲလက်မလည်းမထိုးခင်ဖျားရင်သွားကြတာပါပဲနော် ဟဲ့အေးမင်းဟဲ့တကယ်ကြီးတင်းစမယ်တဲ့ကောင်လူယုံမငါသိပြီဆိုပြီးငါမိမအပိုက်ကြတယ်ကောင် ဟေ့မင်းငါ့ရဲ့အတော့ထောငါမနာချင်ဘူးမင်းပြောတဲ့စကားတွေကိုငါအသက်နာတယ်ဟေ့အေးမင်းသမီးနဲ့လက်ယူငါလူလိုသူလိုဖြစ်အောင်ငါပြုစုစောင့်ရှောက်ခဲ့တာကွာမင်းပြန်မလာဟဲ့နောက်မှာသူတို့တားပြီးနေတော့ဒုက္ခပင်လဲဝင်လို့ငါမကြည့်ရလို့အခုလိုစောင့်ရှောက်ခဲ့တာအမင်းသိလား ဟဲ့မင်းပိုးတွေပြောမနေနဲ့ကြာကူလီပဲ ဖေးသမီးကိုစီကိုအတဲမသိပဲတကယ်ပြန်လာလား ဟုတ်တဲ့သမီးဖေသမီးတို့စီပြန်လာတာဖေကသမီးနဲ့သမီးမေကိုလွှမ်းနေတာဒါပေမဲ့တင်းစမယ်တဲ့အေးမင်းတော့ပတ်စံမေပြီးပါသွားတယ်သမီးမေဖေမောင်းရဲ့ အဲ့လိုမပြောနဲ့ကိုစင်နိုင်လက်ရည်တက်စမနေခဲ့ဘူး တော့နေပါစံပိတ်တာစင်မပြောနဲ့ငါနေကိုတမ်းပြီးလိမ့်မယ်ငါတော့အသေးဆုံးစံပြပိတ်လေတဲ့ပေါ့ငါရှာတာမရောက်ရှာဖို့ကျွေးမွေးနေတာနေကငါတက်ဖို့နားမလဲရတင်းစမယ်တဲ့နေနဲ့အေးမေကိုငါတတ်မကြည့်ဘူး ဟေ့မင်းအခုမြင်တဲ့မြင်ကွင်းတစ်ခုကိုကြည့်ပြီးငါရဲ့စေတနာအမေမစော်ကားနဲ့ငါအနေထားနဲ့ပေါ့
ဒီရွာမှာရှိတဲ့အပြိုတွေကိုငါတင်တော့ယူလို့ရတယ်ကွာဒီမှာလက်ရင်နဲ့မင်းသမီးလေးအတွက်ငါကိုငါစသေးပြီးတော့ငါမြစ်တာနဲ့စောက်ကြောက်ခဲ့တာဆိုတော့မသိလားအခုတော့မင်းပြန်လာပြီဆိုတော့ဟဲ့တော့လက်ကုန်းဆိုတာလက်ဖေးတီးကပြေးတာမင်းတို့လက်ရောက်ပြီအတော်တူလိုပါတယ် ဒီမှာကိုစင်နိုင်ရှေ့တော့တစိတ်နေမြဲပြီးစိတ်ထဲမဆိုင်ရဲ့တကယ်ဆိုကိုအိမင်းရဲ့လောက်ရလဲမှန်လေရီဖဲတွေးကြည့်တော့လဲလေရီမမော့သူတို့မမော့သူလို့ရှေ့ဖဲတွေးကြည့်ပါဆိုလဲရှေ့မမော့တကယ်ဆိုအောက်ကိုစီရမယ်ကျွန်တော်တို့မင်းမတော်ရဘူးအော်ခေခဲပြတာကျွန်တော်ကိုတည်းဖြေတဲ့အတွက်ကြောင့်လေရီကိုကျွန်တော်ကိုချေးဆော့ပြီးဆိုကျွန်တော်မျိုးမကြုတ်ရအောင်ကိုအိမင်းလည်းထောက်တယ်ကျွန်တော်တိုက်တော့ခံပြီ သူပြောတာမှန်တယ်ကွာမင်းထွက်သွားပြီးတော့ပြန်လာချိန်တက်ပြီမယ်ပင်လယ်တွေကမင်းရောက်လာတဲ့အချိန်မင်းသမီးနဲ့မင်းမနေစောင့်မြင်နေတယ်လူကတော့စောင့်ပြောနေပြီမဲ့ကွာအချိန်နဲ့ကြတော့လေစောင့်ဝင်နေအခက်အခဲရှိတယ်ကွာမင်းမရှိတဲ့အချိန်မှာသူတို့ရဲ့အခက်အခဲကိုမင်းမသိ ဟုတ်ပဲကိုရကိုထမဲမေးတော့ကိုစင်လိုက်ပြီတဲ့ရဲတဲ့ဆော့လို့ပြီးပြီးကိုတို့ကောင်းမှုလုပ်ပြီးကိုပြောတာလက်ကြီးချင်းရောက်ခဲ့ ဖေးမရှိတဲ့နောက်ပိုင်းတမျိုးသားမီးတအားဆက်နေတယ်ကိုမဲကူညီပေးလို့တမျိုးသားမီးကိုလို့ပြင်နေရတာဖေးပြင်နေရတာတရားဆဲအေးထားပြဆိုနေရောအိုးအမဲရောမောလိုက်ရင်လားဖေး ငါလက်အိမ်နဲ့မင်းသမီးလေးပေါ်မှာမင်းနေရာမှာလက်ဟာနေတယ်ဟုတ်လို့ငါပြေးစီရပြီးတယ် ဒီပေါ်မှာစိတ်ရောကိုယ်ရောကျူးတော့ခဲ့တာအတွက်တောင်းပန်ပါတယ်ကွာ ငါခွင့်လွှတ်ပြီးသားပါကွာမင်းတို့မိသားစုတွေတက်တက်ဝင်ဝင်နဲ့ဒီလိုရှင်နေကြတယ်မင်းအခုငါ့ပေါ်မှာအထင်လွဲလာတယ်အမြင်မှန်ရမယ်လို့ငါယုံကြည်ပါတယ် သဘောထားကြီးကြီးတဲ့တငယ်ချင်းကောင်းပြီးသားတဲ့မင်းတို့လူတယောက်ငါလိုစကတ်တဲ့ရွာရဲ့အကုန်ဆောင်ပြီးရကျိုးလူပေးနေတာတွေအကုန်ယူပါတယ်ကွာအစားသားရမင်းကူညီခဲ့တာတွေအားလုံးပဲအများကြီးကျေးဇူးတင်ပါတယ်ကွာ ဒါဆိုရင်ငါသွားတော့မယ်